2015 ကလေးကဒီပြောင်းလဲရှင်တမ်းပြီဆိုပြီးတော့ဒီ NLD ပါတီကနေတောင်ပြိုကမ်းပြိုနိုင်တဲ့ထက်မှာကျွန်တော်ချင်းပြနေလဲပါတာပေါ့နော်မြို့နယ်တော်တော်များများမှာအပြတ်ဒီ NLD ပါတီကလွှတ်တော်ကိုယ်စားလှယ်အများစုဖြစ်ခဲ့ပြီးတော့ချစ်ပြတပြည်လုံးဆိုရင်တော့ပြည်ထောင်စုလွှတ်တော်မှာအမျိုးသားနဲ့ပြည်သူနှစ်ခုပေါင်း22နေရာပြည်နယ်မှာ18နေရာပေါင်း39နေရာမှာပြီးခဲ့တဲ့2015မှာတော့နေရာ30ပေါ့လွှတ်တော်ကိုယ်စားလှယ်နေရာ30မှာအနိုင်ရခဲ့တယ်ဒီနှစ်မှာလည်းအဲ့ဒီလောက်တော့ကျွန်တော်မှန်းထားတာပေါ့ဒါပေမဲ့အခုဒီနှစ်ရုပ်ကောက်ပွဲမှာကျတော့39နေရာမှာ36နေရာနိုင်တာတွေ့ပါတယ်ခင်ဗျနိုင်တော့ပြည်သူလူထုကတော့ဒီ NLD ပါတီကိုအပြည့်အဝထောက်ခံတဲ့ပုံမှာကျေးဇူးတင်တယ်အဓိကထောက်ခံတဲ့အကြောင်းရင်းတွေကလည်းကျွန်တော်ဒီဘက်တက်တမ်းပေါ့2015ရုပ်ကောက်ပွဲနိုင်ပြီး2016 2020ကြားမှာကျွန်တော်တို့ဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ့နော်အဓိကလမ်းမဆက်သွယ်ရေးနောက်ပို့ဆောင်ဆက်သွယ်ရေးနောက်ပြီးတော့လေယာဉ်ကွင်းနောက်ပညာရေးချမ်းမာရေးအားလုံးပေါ့နော်အဲ့ဒီမှာနိုင်ငံတော်ကနေပြီးတော့အများကြီးပံ့ပိုးကူညီတာရှိတယ်နောက်အရင်တုန်းကဘတ်ဂျက်တွေကလည်းကျွန်တော်တို့အတိုင်းအတာတစ်ခုရခဲ့ပေမဲ့ဒီလောက်များမရနိုင်ဘူးနောက်ပြီးတော့ဒီ NLD ပါတီရဲ့ခေါင်းဆောင်ဥက္ကဋ္ဌကြီးအတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်းကျွန်တော်တို့ချင်းပြည်နယ်ကတိုင်းဒေသကြီးပြည်နယ်14ခုလုံးမှာနောက်အကျဆုံးကြံခဲ့တယ်ဖွံ့ဖြိုးမှုလည်းအရန်ကိုနည်းခဲ့တယ်ဆိုတဲ့အတွက်ကျွန်တော်တို့ဖွံ့ဖြိုးမှုလုပ်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ရင်းုံကြည်ကြည်နဲ့ကျွန်တော်တို့ဒီဒုသမရဦးဟန်နေပန်တီကိုရွေးချယ်ပြီးတော့လှုပ်လာတယ်လှုပ်ရတဲ့အပေါ်မှာကျွန်တော်တို့အရင်တုန်းကအခွင့်အရေးမရခဲ့တဲ့တင်ပြခွင့်ပြောဆိုခွင့်တွေရခဲ့တာပေါ့နော်ရတဲ့အတွက်ဘတ်ဂျက်ကလည်းအရင်ထက်ဆိုင်နိုင်ငံတော်ကချပေးတဲ့ဘတ်ဂျက်တွေများတယ်လမ်းမဆက်သွယ်ရေးပဲဖြစ်ဖြစ်ပညာရေးချမ်းမာရေးလူမှုရေးပဲဖြစ်အများကြီးကိုမြတ်ဝတ်ထင်နေပြည်သူလူထုတိတာလာတာပေါ့နော်နောက်ဘယ်တော့မှမရှိခဲ့တဲ့တက္ကသိုလ်ဟာခါကောလိပ်ဆိုပြီးကျွန်တော်တို့ဥပါတယ်အခုဟာခါကောလိပ်ကိုပဲအခု2019စက်တင်ဘာ1ရက်ဒီ2020အောက်တိုဘာ1စက်တင်ဘာ1ရက်နေ့ကစပြီးတော့ဟာခါကောလိပ်ကိုဟာခါတက္ကသိုလ်အနေနဲ့ပြောင်းပြီးတော့ကျွန်တော်တို့တိဆောက်ပေးတယ်နောက်မင်းတပ်မှာလည်းကျွန်တော်တို့မင်းတပ်ကောလိပ်ဆိုပြီးတော့အဲ့လိုလေးအခုတိဆောက်ပေးတဲ့အဆင့်မျိုးဆိုတော့လူတွေရဲ့ပြည်သူလူထုရဲ့စိတ်ထဲမှာဒီပါတီကကျွန်တော်တို့ဒေသရဲ့ဖွံ့ဖြိုးရေးအတွက်ပဲဖြစ်ကျွန်တော်တို့ဒေသရဲ့ကောင်းအောင်ကောင်းကျိုးအတွက်ကိုလုံးဝဒီဇိုင်းမှန်နဲ့ကူညီတယ်ဆိုတဲ့အပေါ်မှာပြည်သူလူထုကလုံးဝယုံကြည်မှုအပြည့်နဲ့ထောက်ခံပေးတယ်လို့ထင်ပါတယ်အဲအကြောင်းလေးကျွန်တော်တို့39နေရာမှာ36နေရာနိုင်တယ်လို့ကျွန်တော်ထင်တယ်ခင်ဗျကျွန်တော်တို့ကတော့ပလက်ဝကတော့ရုပ်ကောက်ပွဲတော်မှာဖြစ်ပါမလားလို့ကျွန်တော်စိုးရင်ကြောင်းကြခဲ့တယ်ဒါပေမဲ့နိုင်ငံတော်အကြီးအကဲတွေရဲ့ကူညီမှုနဲ့ကျွန်တော်ဒေသခံတွေရဲ့ပြင်းထန်တဲ့ဆန္ဒပေါ့နော်ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒနဲ့ဆိုတော့ကျွန်တော်တို့ကရွေးကောက်ပွဲသာမဖြစ်ခဲ့ဘူးဆိုရင်ကျွန်တော်ဒေသကအခုလေစစ်ဘေးဖြစ်နေတာဖြစ်တယ်ဒီစစ်ဘေးကိုအေးချမ်းဝိုင်းပြောမဲ့လူတွေအော်ပေးမဲ့လူတွေမရှိတော့ဘူးပေါ့လွှတ်တော်ကိုယ်စားလှယ်မရှိရင်ကျွန်တော်ဒေသအတွက်ဘယ်သူမှလုပ်ပေးဖို့အရန်ခက်ခဲမှာလွှတ်တော်ကိုယ်စားလှယ်9ယောက်လုံးရှိတာတောင်မှကျွန်တော်ဒေသရဲ့ဟာကိုတောင်းဆိုတယ်ပြောတဲ့အပိုင်းမှာအများကြီးအခက်အခဲတွေရှိသေးတယ်ဆိုတော့ငြိမ်းချမ်းရေးကိစ္စကချင်းပြည်နယ်တပြည်လုံးမှာဆိုမငြိမ်းချမ်းတာကပလက်ဝတစ်ခုမြို့နယ်တစ်ခုပဲရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီကျွန်တော်ရည်မှန်းချက်ကတော့ဒီနေမြေဒေသအေးချမ်းမှာအတတ်နိုင်ဆုံးစွမ်းဆောင်နိုင်တယ်လို့ကျွန်တော်လုပ်မယ်လို့ရည်မှန်းထားတယ်ဆိုတော့ကိုယ်တိုင်လုပ်လို့ရလားဆိုတော့ကိုယ်တိုင်လုပ်လို့တော့တောင်းပေးနေလုပ်လို့ရတာပေါ့တောင်းမပေးနေလုပ်လို့မရဘူးဆိုတော့ငြိမ်းချမ်းရေးလုပ်တာက NRPC ကလုပ်တယ် NC လက်မှတ်ထိုးဖို့လည်း NRPC ကတဆင့်ပဲချိတ်ပြီးလုပ်တယ်ကျွန်တော်တို့ကိုယ်တိုင်ဒီအခြားအဖွဲ့အစည်းနဲ့ဆက်သွယ်လို့လည်းမရဘူးလုပ်လို့လည်းမရတဲ့အတွက်တောင်းပေးမယ်ဆိုတော့ကျွန်တော်တို့ဒေသအကြောင်းကျွန်တော်တို့ပဲသိတယ်ကျွန်တော်တို့ဒေသမှာကနေမြေကျေဝန်းတယ်နောက်ပြီးရခိုင်ပြည်နယ်နဲ့ကြောက်တော်မြောက်ဦးမင်းပြားအဲ့မြို့နယ်တွေနဲ့ဆက်တဲ့ရခိုင်ပြည်နယ်မြို့နယ်3ခုနဲ့ဆက်တဲ့မိုင်100လောက်ရှိတယ်နောက်ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ဆက်တာက46မိုင်ရှိတယ်အိန္ဒိယနဲ့ဆက်တာ45မိုင်ရှိတယ်ကျန်တာဒီဘက်ကချင်းပြည်နယ်အတွင်းမှာလဲ complement မတူပီဒီ3မြို့နယ်နဲ့ဆက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆက်ပြီးတော့ညှိနှိုင်းပေါင်းစပ်ရမယ့်နေရာတွေအများကြီးကျွန်တော်တို့ဒေသကိုလက်ရှိ AA တွေအခြေချတာကဝင်ပေါက်ထွက်ပေါက်လွယ်လို့ပေါ့နော်ဘင်္ဂလားဒေ့ရှ်ကနေဝင်လို့လွယ်တယ်အိန္ဒိယဘက်ကဝင်လို့လွယ်တယ်ဘင်္ဂလားဒေ့ရှ်ဘက်ကထွက်လို့လွယ်တယ်အိန္ဒိယဘက်ကထွက်လို့လွယ်တယ်ဆိုတော့ဝင်ပေါက်ထွက်ပေါက်လွယ်တယ်အဲ့လိုမျိုးပေါ်မှာအခြေချတာဖြစ်တဲ့အတွက်ဒီစစ်ရေးအဓိကကျတဲ့အပေါ်မှာကြံတဲ့လူတွေကဒေသခံမဟုတ်တဲ့စဉ်းစားနိုင်မှာပေါ့ကျွန်တော်တို့ဆိုရင်ဘာလုပ်ရင်ဘာဖြစ်နိုင်တယ်လဲဆိုတော့အကြံပေးလို့ရတယ်စဉ်းစားပေးလို့ရတယ်အဲအကြောင်း တောင်းဝန်သာပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီငင်းချမ်းရေးဒီတစ်ခုတော့ထဲထဲဝင်နဲ့
လုံနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလို့ဆိုကျွန်တော်တို့ဒေတာတစ်ခုပဲမငြင်းချမ်းတာကျွန်တော်တို့ဒေတာကိုငြင်းချမ်းအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ဒေတာခံလူထုရောကျွန်တော်တို့ကိုယ်တိုင်ရောအရန်ကိုစိတ်အားထက်သန်သွားတယ်ဝင်ထက်တဲ့ဝင်လုံနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီအပြင်တော့ကျွန်တော်ပညာရေးနဲ့ကျန်းမာရေးပေါ့နော်ချစ်ပီတီဗီလုံးကပညာရေးမှာအများအားကျွန်တော်တို့ကဒီတိုင်းဒေသကြီးပြည်နယ်14ခုနေပြီးတော့ပါ15ခုမှာဆိုရင်ကျွန်တော်တို့က last second last အများအားမြတ်တာနှစ်တိုင်းဖြစ်နေတဲ့ကိစ္စဒါမျိုးတွေကိုလည်းဘယ်လိုတိဆောက်မလဲဆိုဆရာဆရာမလုံလောက်အောင်တိဆောက်အောင်မယ်နောက်ပြီးတော့အဓိကပညာရေးတိုးတက်မှုရှိမရှိက10တန်းအောင်စင်းကိုကြည့်ပြီးမှဆုံးဖြတ်ကြတယ်လို့ဖြစ်နေတာပေါ့နော်အခြေခံကအရေးကြီးတယ်မူလတန်းအလယ်တန်းအထက်တန်းဒီလိုအခြေခံတွေကနေအစဉ်စဉ်လုပ်ဖို့လိုတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ဆရာဆရာမမလုံလောက်မှုကတော်တော်ကြီးထွားတယ်ဒီကျွန်တော်ပြည်နယ်တစ်ခုလုံးဆိုဆရာဆရာမလောချက်တောင်းနေရှိတယ်တော်တော့ကျွန်တော်ပလက်ဝကပို့ဆိုးတာကပလက်ဝမှာဆိုရင်တော့စစ်ဘေးဖြစ်တဲ့အတွက်ဆရာဆရာမတွေမနေချင်ဘူးမနေနိုင်ဘူးဆရာဆရာမကစာသင်ကျောင်းကကြေးရွာပေါင်း300နဲ့89ရွာရှိတယ်စာသင်ကျောင်းက384ကျောင်းရှိတယ်အဲ့ဒီမှာဆရာဆရာမလိုအချက်က3300လောက်ရှိတယ်အဲ့မှာအခုတကယ်တမ်းခန့်ထားတာဟိုလောက်ဖြစ်ရင်1300ကျော်1400လောက်ပဲရှိပြီးတော့ဆရာဆရာမလိုချက်1800ကျော်လောက်လိုတယ်အဲ့ဒါမျိုးတွေကိုဖြစ်စီဖို့ကပညာရေးဝန်ကြီးဌာနကလည်းမခံပေးနိုင်ဘူးနေမြေမအေးချမ်းတဲ့အတွက်ကိုကဆရာဆရာမတွေလည်းမလာရဲဘူးပေါ့ဝန်ထမ်းတွေလည်းမလာရဲဘူးပညာရေးကျန်းမာရေးဝန်ထမ်းတွေတယောက်မှမနေရဲဘူးအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့အေးချမ်းမှဒီပညာရေးကျန်းမာရေးကဏ္ဍလေးလုပ်လို့ရမယ်လက်မဆက်သွေးလေးလုပ်လို့ရမယ်အခုဆိုရင်ပြည်ထောင်စုကချပေးတဲ့ဘတ်ဂျက်တွေပြည်နယ်ကနေချပေးတဲ့ဘတ်ဂျက်တွေတော့မှကျွန်တော်တို့လုပ်ငန်းကိုပြီးအောင်မလုပ်နိုင်ဘူးနေမြေမအေးချမ်းတဲ့အတွက်တချို့25ရာခိုင်နှုန်းပဲပြီးသေးတယ်တချို့50ရာခိုင်နှုန်းပြီးတယ်အဲ့လိုမျိုးတွေနဲ့တိဆောက်တဲ့ပိုင်းမှာနေမြေအေးချမ်းမှုကိုအဲ့ဒါကြောင့်ကျွန်တော်ဦးစားပေးပြီးလုပ်မယ်လို့မှန်းထားတယ်ပြီးတော့ကျင်းပညာချမှာရေးလမ်းပန်းဆက်သွေးကျွန်တော်အစိုးရဒီ2015-16အစိုးရကနေအခုချိန်တက်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီချင်းပြည်ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းပေါ့ဘက်ဘုံကြီးခါနေပဲပလက်ဝအထိကိုຫນွေမိုးဆောင်တော်လို့ရတဲ့ကားလမ်းကြီးကိုတိဆောက်ဖို့မျှော်မှန်းနေအဲ့ဒါ908မိုင်ရှိတယ်အဲ့ဒီဟာကကြီးခါကနေပြီးတော့အခုမတူပီတို့တော့ຫນွေမိုးဆောင်တော်လို့ရနေပြီမတူပီနဲ့ပလက်ဝ135မိုင်ကျန်နေတယ်အဲ့ဒါကတော့ဟိုတဝက်လောက်ကတော့ရပြီအခုဒါမဲ့အခုမတူပီကနေပြီးတော့စမီကြားမှာစမီနဲ့ပလက်ဝကြားမှာဟိုမိုးရသည်မှာလမ်းနေပြမြေသားလမ်းမရှိသေးတာ哦အဲကြောင့်ကျွန်တော်တို့ကပခုတ်ကူကနေပစ္စည်းတွေဝယ်လို့ပို့တယ်ဆန်တွေဝယ်ပို့တယ်ကြံတဲ့ဟာတွေဝယ်ပို့လို့မရဘူးအခုတော့မှ6ဘိန်းကားတွေပဲကျွန်တော်တို့သွားခိုင်းတယ်10ဘိန်းကား12ဘိန်းကားကိုကန့်သက်ချက်နဲ့ပဲသွားခိုင်းတာအဲကြောင့်ဒီလက်မှတ်ဆက်သွေးကောင်းဖို့အတွက်လည်းငြိမ်းချမ်းရေးရဖို့လိုတယ်လက်မှတ်ဆက်သွေးပညာရေးကျန်းမာရေးအားလုံးကျွန်တော်တို့တပြေးညီပေါ့ချစ်ပစ်တပြေးလုံးတိုးတက်ဖို့အတွက်ကအများကြီးလုပ်ဖို့လိုသေးတယ်လို့ပြောချင်တယ်နောက်ကျွန်တော်တို့ဒီမှာအခုပညာရေး college ရှိတယ်နောက်ပြီးတော့ပညာရေး college မှာပဲဒီဘွဲရဆရာဆရာမတွေ PPTT ဆရာမတွေတင်တန်းပေးတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကတင်တန်းဖွင့်နိုင်တဲ့ဥယျာဉ်နဲတယ်ဆရာဆရာမဥယျာဉ်ဆရာဆရာမဥယျာဉ်ပြည်နယ်တစ်ခုလုံးဆို1000နဲ့ရှိလို့တာလေပလက်ဝတစ်ခုတည်းတောင်မှ1800 2000လောက်လို့တာဆိုတော့ပညာရေးဝန်ထမ်းတွေများများမွေးထုတ်ဖို့လိုတယ်လို့ထင်တယ်ပြည်မကမလာနိုင်ဘူးဖြစ်တဲ့အတွက်ကိုယ့်ဒေသကလူတွေကိုပဲကျွန်တော်တို့မွေးထုတ်ရမယ်ဆန္ဒအောင်တဲ့လူတွေပညာရေး quality တက်နိုင်အောင်လုပ်ရမယ်ဘွဲရတဲ့လူတွေကိုလည်းပညာရေး quality တက်ပြီးတော့ဆရာဆရာမအရေးရှင်းရှိတဲ့ဆရာဆရာမတွေဖြစ်အောင်တိဆောက်မှာပေါ့နော်ဆိုတော့ပြည်မကလာပြီးတော့ကျွန်တော်တို့စီမှာတာဝန်ထမ်းဆောင်တာအခက်အခဲအများကြီးရှိတဲ့အတွက်ကိုယ့်ဒေသကလူတွေမွေးထုတ်ပြီးတော့မှလုပ်ရင်တော့ပညာရေးကဏ္ဍမှာလည်းအတိုင်းအတာတစ်ခုတည်းဖြစ်ရှင်းနိုင်လိမ့်မယ်လို့ထင်တယ်ကျမ်းမာရေးမှာလည်းဒီတိုင်းပဲကျမ်းမာရေးဆိုရင်ဟိုကျွန်တော်ဝန်းနေဖို့ကောင်းတယ်ဟိုချစ်ပင်ရဲ့ဆရာဆရာဝန်လိုအပ်ချက်က84ယောက်ရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကဟိုအလုတ်ခေါ်တာပေါ့ဆရာဝန်လိုအပ်ချက်ကိုခံဖို့အတွက်အလုတ်ခေါ်တယ်2ယောက်ပဲလာလျှောက်တယ်အဲ့2ယောက်ကိုပဲခံလိုက်ရတယ်84ယောက်လိုအပ်ချက်က2ယောက်ပဲလျှောက်တယ်ပြည်မမှာဆိုရင်ဆရာဝန်တွေကအော်တိုင်တာပဲပြည်မမှာဆိုအများကြီးပဲဆိုတော့ကျွန်တော်တို့ဒါတော့ကိုလူမျိုးတွေကဆရာဝန်ဖြစ်နိုင်တဲ့ဟာမျိုးကိုလည်းကျွန်တော်စဉ်းစားရမယ်အခုကတစ်နှစ်ကို1ယောက်လောက်တော့မှအနန္တနိုင်တက်နေရတာချစ်ပင်တွေမှာじゃပညာရေးမကောင်းဘူးအမှတ်နဲ့ခွဲတဲ့ခါကျတော့အဲ့အမှတ်နဲ့တက်ဖို့ကကျွန်တော်တို့မှာအရန်ခက်ခဲတယ်ဟုတ်ဆိုကျွန်တော်တို့တောင်ကြီးမှာ2ယောက်လောက်တက်နေတယ်အဲ့ဒီဟာလွယ်ပြီးကျန်တဲ့ဟာမရှိဘူးနှစ်စဉ်အနည်းဆုံး5-10ရောက်လောက်ကိုကျွန်တော်တို့ချင်းပြင်းနဲ့ခွဲတန်းအဖြစ်ပေးပြီးတော့မှတက်ခိုင်းမှရမှာအရင်တော့ကျွန်တော်တို့လော်လေရပြီးခင်မှာတီးတိန်လို့ဆိုရင်ကျွန်တော်တို့ထင်တယ်တအိမ်ကို1ယောက်လောက်ဆရာဝန်ရှိတယ်ဘာလို့ဆိုအရင်တော့ open ကိုတက်ရှင်တဲ့ line ကိုတက်လို့ရတာကိုတက်လို့ရတဲ့ခါကျကျွန်တော်တို့ဆရာဝန်တွေအများကြီးဖြစ်တယ်ချင်းတွေကဥကအမှတ်နဲ့ခွဲတဲ့ခါကျကျွန်တော်ချင်းတွေက
အချင်းနဲ့မပေးလို့ဆရာဆရာမမလုံလောက်လို့ပညာသင်ကြားမှုမှာအခက်အခဲဖြစ်လို့ဟိုဂုံတူးတွေမထွက်နိုင်တဲ့အတွက်အမှတ်တွေမများတဲ့အတွက်ဆရာဝန်လိုင်းကိုဘယ်လို့မှတက်လို့မရအောင်ဆိုတော့အခုဆိုရင်ပလက်ဝဆိုရင်ဆရာဝန်တယောက်ပဲရှိတယ်ဂရင်50ဆေးအောင်ဆရာဝန်တယောက်ပဲရှိတယ်အဲ့ဆရာဝန်တော်မှနှလုံးယောဂရှိတယ်သွေးတို့ရှိတယ်စီးကြိုရှိတယ်နှလုံးခွဲစိတ်ထားတဲ့ဟာအဲ့ဒီဟာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုစမီးကတိုက်နေဆေးရုံ16ဂရင်ဟာကိုပလက်ဝမှာတွဲထားတဲ့အတွက်2ယောက်ပဲရှိတယ်အဲ့ဒါအခုပြည်တော်စုတင်ပြလို့နောက်ထပ်1ယောက်ဖြည့်ပြီးတော့အခု3ယောက်ဆံဝန်2ယောက်နဲ့တွဲဘက်1ယောက်နဲ့ဒါပဲရှိတာအခုစမီးကိုလည်းကျွန်တော်တို့တွဲထားတဲ့ဟာကိုပြန်လှော့ရတော့မယ်ဆိုတော့ကျွန်တော်တို့ရဲ့အခက်အခဲတွေအဲ့လိုပေါ့နောက်သူနာပြုအခက်အခဲတွေနောက်တပြည်လုံးအတိုင်းအတာနဲ့ဆိုရင်တော့အခုနအဓိကလိုအပ်ချက်ကဆရာဆမလိုအပ်ချက်ဒီကျမကြီးဝန်ထမ်းတွေလိုအပ်ချက်အများကြီးရှိတဲ့အတွက်ကိုဒေသခံတွေကဆယ်တန်းအောင်ရင်ဒီဆေးကြောင်းတက်နိုင်အောင်ပညာရေးကောလိပ်တက်နိုင်အောင်သူနာပြုတက္ကသိုလ်တာဖွာတင်တန်းကျောင်းတွေတက်နိုင်အောင်အများကြီးလုပ်ဖို့လိုသေးတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါကိုကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကများများမွေးထုတ်နိုင်အောင်ကြိုးစားဖို့စဉ်းစားထားတယ်ကျွန်တော်တို့ကအခုကမြို့နယ်6ခုရှိတာပေါ့နော်မြို့နယ်6ခုရှိပြီးတော့ပြီးခဲ့တဲ့ဟိုအစိုးရတက်တန်းမှာဟိုပေါ့ပြီးခဲ့တဲ့မြို့တွေရှိခဲ့တယ်ဒါပေမဲ့အခုဒီဖက်တက်တန်းမှာပုံများတာပေါ့ပြီးတာလေကျွန်တော်တို့ကမြို့နယ်တစ်ခုကိုဟိုမြို့တစ်မြို့စီအရာမြို့တစ်မြို့စီရအောင်ဆိုပြီးတော့ဒီလိုအခုဒုသမရကြီးတို့နဲ့ဒီကျွန်တော်ချစ်ပင်တဲ့အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့တင်ပြပြီးတော့ဆောင်ရွက်တယ်ကျွန်တော်အခုနောက်ဆုံးဆိုရင်တော့ဥမာဟာခါဆိုရင်ဂျီခါပေါ့ဥမာမင်းတက်ဆိုမကွေနူးနောက်ပြီးတော့ complex ဆိုရင်ကျင်တွေနောက်ဖလန်းဆိုရင်ကျွန်တော်တို့ဝေဘူးလာအဲ့ဒါတွေကနောက်ဆုံးမှာကျွန်တော်တိဆောက်တဲ့မြို့တွေပေါ့လေရှေ့ဘက်ကကြာတော့ဥမာရေဇွာတို့စမီတို့ဟိုဟာလိုင်လင်းပီတို့နော်နှရင်တို့အဲ့ဒါမြို့တွေကဟိုနောက်ပြီးတော့ခိုက်ကန်ဂျီခါအဲ့ဒီမြို့တွေဟိုနည်းနည်းလေးစီနီယာကြတဲ့မြို့က6မြို့လောက်ရှိတယ်အသစ်က9မြို့ဆို17မြို့အခုတိုးနေတာပေါ့ဆိုတော့မြို့နယ်နဲ့ပေါင်းလိုက်အလုံးမြို့နယ်နဲ့မြို့နဲ့ပေါင်းရင်20ရှိတယ်ခင်ဗျ။20လုံးမှာလည်းအခုကျွန်တော်တို့ကဟိုမြို့ပြစီမံကိန်းနဲ့မြို့နဲ့တူအောင်ပေါ့အဲ့ဒါလေးတွေတိစောက်နေတယ်။စီပင်ဘတ်ဂျက်တွေထည့်ပြီးလုပ်နေတယ်။ဒီအစိုးရလက်ထက်မှာကြီးလက်ကိုလည်းကျွန်တော်ဖွံ့ဖြိုးအောင်လုပ်တယ်လို့မြို့ကိုလည်းဖွံ့ဖြိုးအောင်လုပ်တယ်။အဲ့ဒီမှာအရင်တော့ကကြီးလက်မှာက85%ရှိပြီးတော့မြို့ပေါ်မှာ15%ပဲရှိတယ်။အခုဆိုရင်လက်စမီတွေရလာတယ်လက်မဆက်သူတွေကောင်းလာတယ်ပညာရေးချမ်းသာရေးနည်းနည်းကောင်းလာတာပေါ့ဟာခါမှာဆိုတက္ကသိုလ်ကြီးရှိတယ်အဲ့လိုဖြစ်တဲ့မြို့ပေါ်မှာလာတဲ့လူများတယ်ဟာခါဆိုတိတိတာပေါ့ဟာခါဆိုရင်ဟိုဟာဒီလူဦးရေ9000 4000 5000လောက်ရှိတယ်အဲ့ဒီထက်ကမှလူဦးရေ3000ကျော်ကမြို့ပေါ်ရောက်တဲ့တော့ကျွန်တော်အခုတွက်ကြည့်လိုက်တော့ရာခိုင်58%ကဟာခါမြို့ပေါ်ရောက်နေပြီးတော့ကျေးလက်မှာ42%ပဲကျန်တော့တယ်ဖလန်းဆိုရင်လည်းကျွန်တော်အခုနောက်ဆုံးကောက်တဲ့စင်းရဟို33%မြို့ပေါ်မှာရှိပြီးတော့ဟိုကျေးလက်မှာ69%လောက်ရှိတယ်တော်တော်များများကတော့25% 20% အထက်အဲ့လိုတွေဖြစ်နေပြီဟိုအဲ့ဒီမှာကြံခဲ့တာပလက်ဝကချင်းပြည်နယ်လူဦးရေ9,500,000မှာပလက်ဝ3,000,000ရှိတယ်9 ပုံ1ပုံလူဦးရေရှိတယ်ဒါပေမဲ့မြို့က2မြို့ပဲရှိတယ်ပလက်ဝမြို့ရယ်စမီးရယ်2ခုပဲရှိတဲ့ခါမြို့ပေါ်နေတဲ့အချိုးက17%မရှိတယ်ပလက်ဝက89%ကကျေးလက်မှာရှိသလိုဖြစ်တဲ့အတွက်ကျွန်တော်မြို့တိဆောက်မဲ့အချိန်ကျရင်ပလက်ဝကိုလည်းနောက်ထပ်မြို့တစ်မြို့နှစ်မြို့လောက်အဲ့လိုတိဆောက်နိုင်အောင်လေကျွန်တော်ဟိုဦးစားပေး1နှစ်ပေါ့နော်အဲ့လိုလုပ်နေတိတိမ်ဘက်မှာလည်းအခုမြို့3မြို့ရထားပြီးတော့ဦးစားပေး1နှစ်3အဲ့လိုလေးတွေကျွန်တော်လုပ်နေဆိုတော့မြို့ပေါ်မှာလူများများနေမှလူနေမှုအဆင့်တစ်ခုနဲ့နေလို့ရမယ်ကျေးလက်မှာနေရင်တော့မြို့ပေါ်မှာရှိတဲ့ facility သုံးလို့မရဘူးအဲ့လိုတော့ဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကမြို့ပေါ်မှာလူများများလာနိုင်အောင်မြို့ပေါ်မှာများများနေနိုင်အောင်လေကျွန်တော်တို့မြို့ပြစမကိန်းတွေလုပ်နေပါတယ်ကျွန်တော်တို့ကအခုနကျွန်တော်ပြောသလိုဟိုခိုက်ကန်နောက်ပြီးတော့တခါဟိုဟာခိုက်ကန်ကတော့တီးတိမ်မြို့နယ်တွေကပေါ့နော်နောက်တခါဟိုဘက်ကဆိုဂျီခါနောက်ဒီဘက်ကအသစ်9မြို့ကတော့ဟိုဟာပေါ့ဟိုကမ်ပလက်မြို့နယ်တွေကကျင်တွေးနောက်မင်းတပ်မြို့နယ်တွေကမကွေနူးနောက်ပြီးတော့ဟာခါကစုခွာနောက်ဖလန်းကဟိုဝေဘူးလာနောက်တစ်ခုနှရီထန်တလန်ကအဲ့ဒီ၅ခုကအသစ်ဒီအစွာလက်ထက်မှာလောက်တာကြံတဲ့ဟိုက6မြို့ကတော့အရင်အစွာလက်ထက်မှာလောက်ခဲ့တဲ့ဟာတွေကျွန်တော်တို့ကဟိုပေါ့ကျွန်တော်တို့ဟိုသမရကတော့ဟိုပါတီကြီးတွေကနေဟိုခန့်နေဟာပေါ့နော်
သမရကြီးကအဲ့လိုရှိတယ်နောက်ဒုသမရ1ကတော့တက်ကနေဝင်လာတဲ့ဟာဖြစ်တယ်ကျွန်တော်တိုင်းရင်းသားတွေကတော့ဒုသမရ2နေရာကတော့ရှိရမှာပဲ2010ဒီမိုကရေစီခေတ်မှာစဉ်းစားချက်ကတော့ဒီတိုင်းရင်းသားတွေထက်ကဒုသမရ2ကိုအလှည့်ကျပေးမယ်ဆိုတဲ့ဟာဖြစ်တယ်ဆိုတော့2015မှာတကယ်လို့သာပြည်ခိုင်ဖြိုးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ထင်တယ်ကျွန်တော်ချင်းကိုပေးမှာမဟုတ်ဘူးကျွန်တော်ဒီလွတ်တော်မှာနေရင်းနဲ့ကျွန်တော်လေ့လာတဲ့လူကြီးတွေတိဆောက်တဲ့ကချင်ကိုပေးဖို့ယာထားတယ်မွန်ကိုပေးဖို့ယာထားတယ်ကချင်နဲ့မွန်နဲ့ကပြည်ခိုင်ဖြိုးသာနိုင်ခဲ့မယ်ဆိုရင်2015မှာတေချာပေါ့သူတို့ပြည်နယ်နှစ်ခုတည်းကတစ်ခုဖြစ်မှာဆိုတော့ကျွန်တော်တို့ကဒီ NLD ကနိုင်လိုက်တဲ့အချိန်မှာကျွန်တော်ချင်းကကိုကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလုံနိုင်ဖို့အတွက်ဒီနိုင်ငံတော်ကြီးကအတိုင်းအမြံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကကျွန်တော်တို့ဒုသမရခန့်ပေးတာခင်ဗျကျွန်တော်လူကြီးတွေပြောတဲ့ဟာကိုနားထောင်လိုက်တဲ့ခါကျတော့အမှန်တိုင်းပြောရင်တော့ကချင်ပြည်နယ်ကဥက္ကဋ္ဌိနဟာလာမွန်ပြည်နယ်ကဆိုရင်ဒေါက်တာဗညာအောင်မို့ဆိုအဲ့လိုကိုနာမည်ထွက်နေပေါ့အဲ့ဒီကာလကလေးကကျွန်တော်ချင်းကစဉ်းစားတဲ့ထဲမှာကိုမပါဘူးဒါပေမဲ့ NLD နိုင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဖြစ်တယ်ဆိုတော့နောက်သက်တမ်းတစ်ခုမှာဒုသမရထပ်ဖြစ်အောင်မလားဆိုတော့အဲ့လိုတော့ဖြစ်နိုင်ခြင်းနည်းမယ်လို့ထင်တယ်ဘာလို့တိုင်းသားတွေထဲမှာအခုဒီဖက်2010နောက်ပိုင်းမှာဒုသမရကရှမ်းဖြစ်သွားပြီချင်းဖြစ်ပြီဆိုတော့ကချင်တို့မွန်တို့ရခိုင်တို့ဒီတိုင်းသားတွေလည်းအလှည့်ကျသွားဖို့လည်းရှိသေးတော့เนาะအဲ့ဒါလီတော့ကျွန်တော်သုံးသက်ချက်ပေါ့လေအလှည့်ကျပဲသွားမယ်ဆိုရင်တော့ကျွန်တော်ချင်းအလှည့်ကပြီးသွားပြီပေါ့လေဒီတစ်ခေါက်အဲ့လိုတော့မြင်တယ်ဒါပေမဲ့ဒုသမရကြီးကတော့နိုင်ငံတော်အကြီးအကဲတွေကတင်းတော်တဲ့တာဝန်တစ်ခုတော့ပြန်ပေးလိမ့်မယ်လို့တော့ကျွန်တော်အဲ့လိုတွေတော့ယုံကြည်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါတို့ဒီနောက်ဆုံးနေတဲ့ဟာခါဒီဘေးယူဝေးကိစ္စကိစ္စကဒီကျွန်တော်တို့ကြားပြီးတော့ company ဘက်ကနေယုံကြည်ခုချိန်ထိမပေးသေးဘူးကျွန်တော်တို့တတိကြားရပါတယ်အဲ့ဒါဘယ်လိုအခြေအနေရောက်နေပြီလဲဆိုတော့ပြောပြလို့ရပါဟုတ်ကုမ္ပဏီအခု KLD ကုမ္ပဏီနဲ့မိုးကုတ်ရွှေကုမ္ပဏီနှစ်ခုနဲ့ဒီ2018ကလေးအဲ့ဒါလှုပ်လိုက်တာပေါ့အခုချိန်နေမပြီးလက်ဆက်မသက်နိုင်တာပေါ့နော်2.5 billion 2.9 billion နဲ့လှုပ်တဲ့ကိစ္စဆိုတော့အဲ့ဒီမှာအားနေချက်ကကုမ္ပဏီရွေးတာမှားသွားတာပေါ့ဗျာပြောရရင်တော့ဒီကုမ္ပဏီတွေကလည်းဒီမြို့ပေါ်မှာလှုပ်တဲ့ချိန်မှာsurvey လည်းမစင်းဘူး design လည်းကောင်းမလုပ်ဘဲနဲ့ဒီဟာကြီးကိုတိဆောက်လိုက်တာဖြစ်သွားတယ်ဆိုတော့အခု survey design နဲ့လှုပ်တဲ့ဟာလည်းအလိုလိုအမှားပါတယ်ဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်အခုကကျွန်တော် CBN ကပဲတာဝန်ယူပြီးတော့မှ design အသစ် service similar design အသစ်တွေပါတယ်နဲ့ကျွန်တော်တို့လုပ်တဲ့အတွက်အခုရေးတော့ရပြီဒါပေမဲ့ရှေ့ပိုင်းကသူတို့ရဲ့နဲ့လုပ်ခဲ့တဲ့မှားယွင်းစွာလုပ်ခဲ့တဲ့အပေါ်မှာတော့သူတို့ရောရမယ့်ဟာတွေရှိတယ်သူတို့ပြန်သွင်းရမယ့်ဟာတွေရှိတယ်အဲ့ဒါတွေကိုသူတို့မသွင်းနိုင်သေးဘူးမသွင်းနိုင်တော့အခုနောက်ဆုံး final ကျွန်တော်တို့စင်စစ်ချက်အဖြစ်အရသူတို့ငွေသွင်းရမယ့်ဟာရှိတယ်ဒါပေမဲ့အဲ့ဒီမှာဘာရှိလဲဆိုတော့သူတို့သူတို့ကိုပြန်ထုတ်ပေးရမယ်ပစ္စည်းသွင်းတော့ကပိုက်တွေသွင်းတော့ကသူတို့ကိုထုတ်ပေးရမယ်ဟာတွေရှိတယ် PG တွေရှိတယ်နောက်တစ်ခါသူတို့ကိုထုတ်ပေးရမယ်ပစ္စည်းတန်ဖိုးတွေရှိတယ်အဲ့ဒီဟာကိုထုတ်ပေးဖို့ကိစ္စမှာဒီ KND ကရှိပေမဲ့မိုးကုတ်ရွှေတယောက်ကအရေးယူခံရတဲ့အတွက်သူတို့ရဲ့ဗန်စင်းတွေအားလုံးကိုအဂတိကော်မတီကနေပိတ်လိုက်တဲ့အတွက်အခုထိအဲ့ဒီပတ်စံတွေထုတ်လို့မရတဲ့အတွက်ဒီဘက်မှာလုပ်ငန်းဆက်လုပ်ဖို့လဲသူတို့မှငွေမထုတ်ဘဲနဲ့ကြံ့ကြာနေတာအခုဆို2နှစ်3နှစ်တောင်ဖြစ်သွားပြီနောက်ဆုံးတော့စင်းစေးအစီခံစားရသွင်းကိုသွင်းရမယ်မသွင်းရင်သူကတရားစွဲရမှာပဲဒါပေမဲ့အဲ့ဒီကုမ္ပဏီတစ်ခုကလည်းတယောက်နဲ့တယောက်ညှိလို့မရဘူးဖြစ်နေအခုလို့ဆယ်မှာတလောကဒီမှာပြီးခဲ့တဲ့လက final ဒီဥတင်စော KND ကုမ္ပဏီရဲ့ managing director နဲ့ကျွန်တော်ညှိပြီးပြီသူတို့ကလည်းတာဝန်ယူပြီးတော့သွင်းပါမယ်လို့ဆိုပေမဲ့အခုဒီဘဏ်ကပတ်စံထုတ်မဲ့ကိစ္စမှာကျတော့အဂတိကလည်းဟိုဘက်ကအရေးယူခံရတဲ့ဥကျော်နိုင်စိုးတို့ရဲ့အမှုကမပြတ်သေးတဲ့အတွက်အမှုပြတ်မှပဲဒီဘဏ်ကပတ်စံထုတ်လို့ရမယ်အဲ့ဒီပတ်စံထုတ်ရမှပဲသူတို့ကဒီကျွန်တော်ပေးသွင်းရမယ့်ဟာကိုသွင်းမယ်အဲ့လိုဖြစ်နေဆိုတော့အဲ့ဒီအဂတိကော်မတီကနေပိတ်ထားတဲ့ဗန်စင်းကဘာမှထုတ်လို့မရတဲ့အနေထားသွားဖြစ်တာပါအခုအဂတိကော်မတီကလည်းကျွန်တော်ပြန်တာအမှုပြီးမှပဲဒါကိုပြန်ပြီးတော့ဘဏ်ကထုတ်လို့ရအောင်သူတို့ကထောက်ခံချက်ရေးပေးမယ်ဆိုတဲ့ဟာမျိုးဖြစ်တော့ဒီကငွေကိုထုတ်လို့မရတဲ့အတွက်သူတို့ပတ်စံမသွင်းနိုင်ဘူးအဲ့လိုတော့တိုးလို့တလန်ဖြစ်နေလဲရှိမှာတော့အဖြေကတော့ထွက်နေပြီရေရအောင်လဲကျွန်တော်တို့စီပင်ကတာဝန်ယူပြီးတော့ဒီဘက်ကတပိုင်းတော့ဖြတ်ပြီးပြီသူတို့ ਨੇ ခုနရှင်းလင်းရတဲ့အပိုင်းမှာကြံနေသေးတာပေါ့နော်အဲ့လိုတော့ဖြစ်နေလဲရှိအဲ့ဒါနဲ့ကျွန်တော်တို့မနေ့ကပဲစာထွက်ပြီးတော့လာဖြစ်ရှင်းပါဆိုပြီးထပ်ခေါ်ရတယ်ဟောအဲ့ဒီအချိန်တွေမှာရှိနေကြဗျ
မျိုးလုံးတော့မရောက်သေးဘူး ဟာခမျိုးတွေရတယ်လို့ကျွန်တော်တို့ကငကူကဒီတစ်နှစ်နဲ့ဒီရေလောက်တာကဟိုဟာကို4နှစ်5နှစ်လောက်ရှိသွားပြီဟိုအရင်ဟိုဘုကျော်ဟောင်းငယ်တို့ဟိုပြည်ခံမျိုးအစိုးရလက်ထက်ကလေးကဒီရေကိုလုတ်ခဲ့တယ်သူကတိမြစ်ကနေမျိုးပေါ်ရောက်တဲ့အဆင့်ကိုသူတို့လုတ်ခဲ့တယ်သူက 8.8 billion လောက်သုံးပြီးတော့ဟို transformer 9လုံးနဲ့9ဆင့်လောက်တင်တဲ့စနစ်ကိုလုတ်ခဲ့တယ်နောက် slow sand ဆိုတဲ့ဟို treatment ပေးတဲ့စနစ်ကိုသုံးခဲ့တယ်ဂါလန်4သိန်းကိုရောက်တယ်ဂါလန်4သိန်းကနေဒီဘက်ဂါလန်3သိန်းကိုထုတ်တယ်အဲ့ဒါကနေဖြတ်ရလို့ဒါပေမဲ့မျိုးရင်းဖြတ်ဝင်လိုင်းကမပြီးခဲ့ဘူးအဲ့ဒါကြောင့် 2.9 billion ထပ်ထည့်ပြီးလုပ်တာအဲ့ဒီဖြတ်ဝင်လိုင်းမှာအခုပြဿနာတက်တာဒါပေမဲ့ကျွန်တော်တို့ပထမဟိုစဉ်းစားတော့ကတော့ဟာခမျိုးလူကြီးကဟိုနေသေးတာပေါ့နော်ဟို1000 2000ဝန်းကျင်လောက်ကိုပဲစဉ်းစားခဲ့တယ်ဒါပေမဲ့ဟာခမျိုးကအခုဒီ2နှစ်3နှစ်အတွင်းမှာလူကြီးတိုးတက်နှုန်းကတအားများပြီးတော့အခုနပြောတဲ့3000ကျော်လောက်ကမျိုးပေါ်ရောက်နေပြီ58ရက်ခိုင်နှုန်းကမျိုးပေါ်ရောက်နေတဲ့အချိန်မှာနောက်ထပ်ကြံတဲ့လူတွေကိုပေးဖို့တော့ကကျွန်တော်နောက်ထပ်ဟိုရေလိုင်းတွေထပ်ပြီးတော့ဆွဲရမယ်ဘတ်ဂျက်တွေထပ်ထည့်ဖို့လိုသေးတယ်ကျွန်တော်အခုငကိုဒီဇိုင်းအတိုင်းငကိုတွက်ထားတဲ့လူဦးရေအတိုင်းလူဦးရေ1800 2000လောက်ကိုတွက်ပြီးမှရေးပေးထားတာအခု CBN ကဘတ်ဂျက်တွေထပ်ထည့်ပြီးတော့ကျွန်တော်တို့ဟို0.9 billion လောက်ထပ်ထည့်ပြီးလုပ်တဲ့အတွက်ပထမ plan အတိုင်းလုပ်ရမယ်အားလုံးတော့ပြီးသွားပြီဟိုဒီဘက်ကဟိုကုမ္ပဏီနဲ့ဟိုပေါ့ရှင်းရတာတစ်ပိုင်းဒါပေမဲ့ရေပေးဝေးအပိုင်းကတော့ကျွန်တော်ပြီးသွားပြီနောက်ထပ်ကြံတဲ့နောက်ထပ်တိုးလာတဲ့လူတွေတိုးလာတဲ့အိမ်တွေတော့ပေးဖို့ရေလိုင်းကိုကျွန်တော်ထပ်ဆွဲဖို့ပဲကြံတယ်အဲ့တော့ budget ထည့်ပြီးတော့ထပ်လုပ်ရဖို့ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တကယ်လို့များဒီ company ဘက်ကနေရောကြီးပေးဖို့သူတို့absent နေတော့ဆိုရဘက်ကနေတရားဆွဲမှာပဲကျွန်တော်တရားဆွဲလို့လုံလောက်တဲ့အထောက်အထားတွေအကုန်ရှိပြီကျွန်တော်စင်းစေးရဲ့အစီအခံစာလည်းအလုံးအခိုင်မှာထွက်ထားပြီစင်းစေးအစီအခံစာအတိုင်းကိုသူတို့ကသွင်းရမှာမသွင်းလို့ရှိရင်သူတို့တရားစွဲဖို့ပဲရှိတော့တယ်ဟုတ်ကဲ့အဲ့ဒါသူတို့ရောကြီးပေးဖို့အချိန်ကတ်တပ်ပေးတာလို့ရှိတာအကန့်အသတ်ပေးထားတယ်ကျွန်တော်ပြောရရင်တော့ဒီလထဲမှာကအပြတ်ရှင်းခိုင်းထားတာရှင်းပေမဲ့အခုကကျွန်တော်တို့ကရှင်းဖို့ဆိုတဲ့အာမခံချက်ကဘယ်လိုဖြစ်သွားလဲဆိုတော့ agri committee ကိုကျွန်တော်ပြည်နယ်အစိုးရကနေစာတင်ပေးတယ်ဒီဟာကအစိုးရရဲ့ငွေနဲ့လုပ်တဲ့ဟိုတန်တာလုပ်ငန်းနဲ့လုပ်တဲ့ဟာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီငွေကိုထုတ်ပေးဖို့ဆိုပြီးကျွန်တော်တင်ပြတဲ့အချိန်မှာ agri committee ကတော့အမှုမပြီးသေးတဲ့အတွက်ဒီဟာကထောက်ခံချက်ပဲပေးလို့ရမယ်ထုတ်လို့မရသေးဘူးဆိုတဲ့ဟာမျိုးဖြစ်နေတယ်အဲ့ဒီ process ကိုကြော်ဖြတ်ပြီးမှဒီငွေတွေလည်းထွက်လာမယ်အဲ့ဒီကြမှာပဲသူတို့ကလည်းသွင်းလို့ရမယ်လက်ရှိကကုမ္ပဏီကလည်းဟိုပေါ့စိုက်ပြီးမသွင်းနိုင်တဲ့သဘောမျိုးဖြစ်တယ်သူတို့ကလည်းဒီဘက်မှာငွေဒီလိုအဂရီကပိတ်ထားတဲ့ငွေလေးထုတ်လို့ရရင်အဲ့ဒီဟာတွေကနေသုံးလို့ရမယ်ဆိုရင်တော့သူတို့ရောရတာတက်တယ်ပေါ့လေတက်တာလေလို့ဒီလိုမြင်တာပေါ့ဟုတ်ကဲ့ဒီပေးယူရေးကိစ္စကိုပြည်နယ်ဆိုရဘတ်ဂျက်ကလာတာပေါ့ပြည်နယ်တွေ့ချူရေးပိုင်းဘတ်ဂျက်အခုကဒီရေပေးရေဝေးလောက်တာကပထမဘတ်ဂျက်ကဟိုထွေးအုပ်ဘတ်ဂျက်ထဲမှာထည့်ပြီးမှထွေးအုပ်ကလောက်တာဆိုတော့ဒီလုပ်ငန်းတွေအားလုံးကပြီးပြီဆိုရင်ထွေးအုပ်ကိုဒီလုပ်ငန်းအပ်မယ်ထွေးအုပ်ကိုအပ်ပြီးမှထွေးအုပ်ကနေကျွန်တော်စီပင်ကိုပြန်လွှဲမယ်ဒီလုပ်ငန်းကိုအဲ့ကြမှာစီပင်ကနေဒါကိုရမယ်ဒါပေမဲ့မြို့လူထုကရေဒုက္ခရောက်တာဖြစ်တဲ့အတွက်အခုကျွန်တော်စီပင်ကဒီလုပ်ငန်းအသစ်ကိုဝင်ပြီးမှရေရရှိကိုဝိုင်းလုပ်တာတကယ်ကတော့လှုပ်ထုတ်လို့နေရဆိုရင်ဘတ်ဂျက်ကထွေးအုပ်ဘတ်ဂျက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုဟာပေါ့ direct လက်ခံလို့မရဘူးအဲ့လိုဖြစ်တာပေါ့နော်ပြီးတော့အခုတို့ယူကြီးပေးတဲ့ငွေအမောက်ကဘယ်လောက်ရှိလဲသူတို့ဟိုဟာပေါ့သိန်း2000ကျော်လောက်ရှိတယ်ခင်ဗျကုမ္ပဏီနှစ်ခုပေါ့နော်ကုမ္ပဏီနှစ်ခုကနေပေးရမယ်သိန်း2000ကျော်3000ဝန်းကျင်လောက်ရှိတယ်ဒါတော့ဒီကအဂရီကပိတ်ထားတဲ့ဟိုဟာကိုထုတ်လို့ရမယ်ဆိုတော့ဒါတွေကသူတို့အပေးယူပေးချေလို့လုံလောက်တဲ့အနေအထားရှိတယ်ဟုတ်ကဲ့ဒီလာအတွင်းပြင်ဆင်ဖို့သဘောတူထားတာပေါ့သဘောတူထားတယ်အခုကျွန်တော်စာထုတ်ပြီးတော့ထပ်ပြီးတော့ခေါ်ထားတယ်ဒီလမှာမရှင်းတော့ကျွန်တော်တရားစွဲဖို့ပဲရှိတော့တယ်ကျွန်တော်တရားစွဲလိုက်ရင်တော့အခုအချုပ်ထဲမှာရှိနေတဲ့မိုးကုတ်ရွှေကဥကြော်နိုင်ဆိုသူတို့ပါနောက်ထပ်အမှုတွေနည်းနည်းဖြည့်ရှင်းရလိမ့်မယ်ထင်တယ်နောက်အခု KND က MDU တင်းစော်တို့လည်းဒါဖြည့်ရှင်းရမှာပဲဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်